Right, folks, welcome back. Today, I'm here to convince you that curiosity is better than motivation. ရတော့အကောင်းမထင်နဲ့ဘာဆက်ပြောလို့ပြောအောင်မသိတော့ English ကဲဟုတ်ပြီကျွန်တော်ဒီနေ့မှာဘာကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမလဲဆိုတော့ကိုရီးယားတိကျင်စိတ်ဒီလိုမျိုးစူးစမ်းကျင်စိတ်ဆိုတဲ့စိတ်က motivation ထက်အစာပေါင်းများစွာတာတယ်ဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့လာရောက်ဆွေးနွေးချင်တာပေါ့နော်ခုဒီဗီဒီယိုတစ်ခုလုံးရဲ့ target တစ်ခုတည်းရှိတယ်ခင်ဗျားတို့ဒီထက်ပိုပြီးတော့တိကျင်စိတ်တွေပြင်းအောင် motivation ထွက်အောင်လုပ်မဲ့အစားကွာတိကျင်စိတ်တွေပြင်းပြသွားပြီးတော့အဲ့ပုံမှာ motivate အလုပ်လုပ်လိုက်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကြိုးကျေးဇူးတွေရမလဲတိကျင်စိတ်ပြင်းပြအောင်ဘယ်လိုမျိုး train ရမလဲဆိုတဲ့ဟာကိုလုပ်စေချင်တဲ့အတွက်ကြောင့်လာရောက်ပြီးတော့ကျွန်တော်ကလာပြီးတော့ share လာလုပ်တာပေါ့နော်ည Fox yeah ရှေ့ဝေးပြောနေတော့ဒါလေးကလူငယ်တွေအတွက်တော်တော်လေးကိုမှအထောက်အကူဖြစ်လိုက်မယ်ကျွန်တော် yeah စလိုက်အောင်အဲ့ဒါကျောင်းနေနဲ့ဒါကိုဘာကြောင့်မပြောရလဲ motivation ထက် curiosity ကအရန်တာဆိုပြီးတော့ဘာကြောင့်ပြောရလဲဆိုတော့ဒီအချက်တစ်ချက်ကြောင့်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် psychology မှာဒီလိုမျိုး motivation နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အများတန်းလို့ပြောတတ်လေးရှိတာ motivation ဆိုတာ temporary emotional state လေးတစ်ခုသာတက်တာဖြစ်တယ်တဲ့ပြောရမယ်ဆိုလို့ရှိရင်ခဏတာကွာ temporary လေး permanent မဟုတ်ခဏတာလေးအတော်ထဲမှာပေါ်နိုင်တယ်ခဏတာလေးအတော်ထဲမှာပျောက်နိုင်တယ်ဆိုတဲ့သဘောဆောင်တဲ့အတွက်ကြောင့်တဲ့ curiosity ဆိုတာကြတော့အဲ့လိုမျိုးမဟုတ်ဘူးတဲ့အဲ့တော့ကဥပမာပေးပြရမယ်ဆိုလို့ရှိရင်အများပင်လယ်ပြင်မှာလာပြီးတော့ရိုက်ခတ်နေတဲ့ရေလှိုင်းတွေကိုမျက်စိထဲမှာပုံဖော်ကြည့်လိုက်အဲ့ဒါကြတော့ motivation လို့ခေါ်တယ် motivation ဆိုတာပင်လယ်ပြင်ကရေလှိုင်းလှုံးကြီးလိုပဲလာပြီးတော့ရိုက်ခတ်တတ်တယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ curiosity ဆိုတာကြတော့ပင်လယ်ပြင်အောက်ခြေမှာရှိတဲ့ရေ current လေးတစ်ခုလိုပဲတဲ့အဲ့ဒါ motivation ရဲ့သဘောတဘာဝအတိုင်းပဲပေါ်လွယ်ပြောင်းလွယ်တာဖြစ်တဲ့အတွက်ကြောင့်ရေလှိုင်းတွေလိုပဲပေါ်လာတဲ့အတက်ချိန်ရှိတဲ့ up ဆိုပြီးတော့အပေါ်တက်လာတယ်ဒါပေမဲ့အကျချိန်ရှိတယ် down ဆိုပြီးတော့ကျသွားတဲ့အချိန်ဆိုတာလည်းရှိတယ်ဒါပေမဲ့ curiosity ဆိုတာကြတော့အဲ့လိုမျိုးမဟုတ်ဘူးရေလိုင်းပေါ့မပေါ့ curiosity ဆိုတာကြတော့ပင်လေကျမ်းပြေအောက်ခြေမှာရှိနေတဲ့ current လေးတစ်ခုလိုပဲအရှိကိုစတားကြီးသွားနေတာမျိုးရှိတယ်အဲကြောင့်မလို့အရန်ကောင်းလာတယ်ဒါပေမဲ့ခင်ဗျားတစ်ချက်တော့စဉ်းစားကြည့်လိုက်ကျွန်တော်တို့ motivation ပေါ်လာပြီဆိုလို့ရှိရင်သိရမလားခီးရသွားမယ်ဟိုဟာလုပ်မယ်အကောင်းဆုံးစူးစမ်းမယ်ငါဒီနေ့အစားပြီးပတ်စံနေစိုးတော့မယ်ပါလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့အဲ့လို up အချိန်လေးရှိရဟုတ်တယ်မလားဒါပေမဲ့ down အချိန်ရောက်တဲ့အချိန်မှာနောက်တစ်နေ့မနက်လဲကြာအောင် down အချိန်ဖြစ်သွားတဲ့အချိန်မှာကြာအောင်ညမင်းမနေ့ကဒါကြီးပြောရရလေဘာလို့မလုပ်တော့ရလဲဆိုတော့I don't know bro အဲ့လိုမျိုးဖြစ်သွားအမျိုးရှိတယ်။ဘာကြောင့်လဲဆိုတော့ကွာကိုရီးယားလှိုင်းစီးနေရအများလို့ဒီ motivation ပေါ်တော့မှာပဲအလုပ်လုပ်တော့မယ်ဆိုလို့ရှိရင် yeah တက်တဲ့အချိန်ရှိရဆိုလို့ရှိရင်ကြားတဲ့အချိန်ရှိမှာပဲ။အဲကြောင့်မလို့ motivation ကမကောင်းတာ။ဒါပေမဲ့ curiosity ဆိုတာကြောင့်အဲ့လိုမျိုးမဟုတ်ဘူး။တိကျင်စိတ်ပြင်းပြတဲ့ဟာကြတော့များရဲ့ရေလှိုင်း current ကိုကအရှိကိုအလိုလိုနေနေရှောင်းနေတာမျိုးရှိတယ်။နောက်ထပ်ဥပမာလေးတစ်ခုပေးပြမယ်။ motivation ဆိုတာပါလဲ curiosity ဆိုတာဘယ်လိုမျိုးဥပမာပေးရမလဲဆိုတော့ movie series တစ်ခုနဲ့ trailer တစ်ခုနဲ့ဆိုပြီးတော့ကျွန်တော်ပြလို့ရတယ်။ဥပမာထားပါတော့ curiosity ဆိုတာကွာတကယ်အောင်မှအရန်ကြည့်လို့ကောင်းတဲ့ movie series တစ်ခုလိုပဲဒါပေမဲ့ motivation ဆိုတာကြတော့ trailer လေးတစ်ခုလိုမျိုးပဲတဲ့ဘယ်လိုမျိုးလဲဆိုတော့ဥပမာထားပါတော့တချို့ series အရန်ကြည့်လို့ကောင်းတယ်ခင်ဗျာအေးပြက်ခံပြီးကြည့်တာမျိုးရှိရဲအစဲခံပြီးကြည့်တာမျိုးရှိရဲအချိန်ကုန်ခံပြီးကြည့်တာမျိုးရှိရဲဘာကြောင့်လဲဆိုတော့နောက်ထပ်ဘာဆက်ဖြစ်လာမလဲနောက်တစ်ပိုင်းမှာဘာဖြစ်မလဲဘာဖြစ်လာတော့မလဲဘာဖြစ်လာတော့မလဲဆိုတဲ့စိတ်ကကိုယ်အရန်အရှိကိုဆွဲခေါ်သွားစေတယ်ဟုတ်တယ်မလားဒါပေမဲ့ဒီလိုမျိုးဒီ motivation ဒီ movie trailer အကြောင်းဘယ်လိုမျိုးလဲဆိုတော့ yeah သူအကောင်းဆုံးပိုင်းတွေကိုဖြည့်ညက်ကတ်လုပ်ထားတယ်နောက်ခံတီးလုံးနေနဲ့အဲ့ movie trailer ကိုပြပြီးတော့ကြည့်ကြင်လောက်လုပ်တယ်ကိုလည်းကြည့်ကြင်တယ်ဒါပေမဲ့အဲ့ trailer ကိုမြင်ပြီးတော့ကြည့်ကြင်တဲ့စိတ်နဲ့ကိုအခုလက်ရှိကြည့်နေတဲ့ movie series မှာနောက်တစ်ပိုင်းဘာဖြစ်မလဲဆိုတဲ့ဟာတွေကိုရှင်းလိုက်ပြီဆိုလို့ရှိရင်ဒီ series ပေါ်အရန်အားတာရဟုတ်တယ်မလားနောက်တစ်ပိုင်းဘာဖြစ်မလဲဆိုတဲ့စိတ်ကကိုအရန်ကွာလှုံ့ဆော်စေတယ် yeah curiosity တိကျင်စိတ်ပြင်းပြမှုဆိုတာအဲ့လိုမျိုးအရန်အလုပ်ဖြစ်တယ်အဲ့တော့ folks yeah မယုံမရှိနဲ့ motivation တက်ဆောင်လို့ရှိရင် curiosity ကအရန်မြောက်ကိုတွန်းအားပေးနိုင်စွမ်းအရန်များတယ်မြောက်အနေနဲ့ motivation ထွက်အောင်လုပ်မယ်ဆိုတာကိုယ့်ရဲ့တိကျင်စိတ်တွေပြင်းပြအောင်ပဲတိဆောက်တင်တယ်ဆိုတာဒီချက်လေးနဲ့ပြောတာနောက်ထပ်အပိုင်းလေးကိုဆက်ပြီးတော့မသွားခင် Telegram မှာတင်ထားတဲ့ video လေးအကြောင်းလေးကိုလာပြီးတော့ရှင်းပြပေးမယ်ကြော်ညာမဟုတ် Telegram မှာ video လေးတင်ထားလဲဆိုတာလာပြီးတော့ပြောပြပေးချင်တာခု Telegram group ထဲမှာပေါ့နော်ကျွန်တော်ဒီလိုမျိုး rumination မကောင်းတဲ့အကြောင်းအရာတွေကိုထက်ခါပြန်ပြီးတော့တွေးမိနေတယ်ဒါတွေကိုရှက်တန့်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ video လေးတင်ထားတာလေးလည်းရှိတယ်နောက်တစ်ခုကကြောင့်ဘာလဲဆိုတော့လူငယ်တော်တော်များများအတွက်အရင်အသုံးဝင်စေမဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါဘာလဲဆိုတော့မနေ့တိုင်းစာရေးခြင်းဆိုတာနေပြီးတော့ရရှိတယ်ဒီလိုမျိုးအကျိုးကျေးဇူးတွေအကြောင်းလုပ်ထားပေးတဲ့ video လေးလည်းရှိတယ်ပြီးလို့ရှိရင် relationship မှာ boundary စီမင်းစည်းကမ်းတွေကိုကောင်းမွန်ချနိုင်ဖို့ကအရင်အရေးကြီးတယ်ဟုတ်တယ်မလားလူတွေကိုလာပြီးတော့မစော်ကောင်းအောင်ကိုကလည်းသွားပြီးတော့မစော်ကားမိအောင်ဘယ်လိုမျိုး boundaries healthy ဖြစ်တဲ့ boundary လေးတွေဘယ်လိုချမလဲဆိုတဲ့ video လေးလည်းရှိတယ်နောက်တစ်ခုကကြောင့်8 တဝက် no တဝက်ပြောရမယ်ဆိုလို့ရှိရင်အိမ်မက်တွေမှတ်ပြီးတော့ပ
ပြန်အိပ်ပျော်လိုက်ပြန်ထလာလိုက်ပြန်အိပ်ပျော်လိုက်ပြန်ထလာလိုက်အစရှိသဖြင့်အဲ့မျိုးရှိရဟုတ်တယ်မလားဒါမျိုးဖြစ်တဲ့ဆိုလို့ရှိရင်လည်း psychology မှာဘယ်လိုမျိုးရှင်းပြထားသေးလဲအစရှိသဖြင့်ပေါ့နော်ဒီလိုမျိုးအရန်ကောင်းတဲ့ video လေးကျွန်တော် Telegram မှာ only group ထဲမှာတင်ထားရပေါ့နော်ဒါမှမဟုတ်ဒီလိုမျိုး video လေးကြည့်ကြတယ်ပြီးလို့ရှိရင်နောက်တစ်ချက်များမှာမေးစရာမေးခွန်းလေးရှိပြီးတော့ကျွန်တော် video လုပ်စေချင်တယ်ဆိုလို့ရှိရင်လည်းဒီ Telegram မှာ group လေးကိုလာပြီးတော့ join လို့ရရဗျကျွန်တော်ကတော့မမကြီးကို1လ3လ6လဆိုပြီးတော့ပန်ချထားတယ်ကိုကြိုက်တဲ့လောက်လာပြီးတော့ join လို့ရပါတယ် okay မဟုတ်တစ်ခါစားစားမှမရှိပါဘူးကျွန်တော်group လေးကိုလာဖို့ဖိတ်ခေါ်ပါရဗျအခုချိန်ထိmember တွေကိုလည်းကျွန်တော်အခုချိန်ထိကျွန်တော်အားပေးနေရYouTube ပရိသတ်တွေရော Telegram member တွေရောအားလုံးပဲကျေးဇူးထူးတင်ပါတယ်ကျွန်တော်bye bye video လေးကိုဆက်သွားလိုက်အောင်အဲ့ဒါခင်ဗျားနေနဲ့ကွာဒီလိုမျိုးအဲ့တော့ကျွန်တော်စဉ်းစားပါတော့ဒီလိုမျိုး curiosity သိချင်စိတ်ပညာမှုပေါ်မှာမူတည်ပြီးတော့လိုက်ပြီးဆိုလို့ရှိရင်ဘယ်လိုမျိုး character တွေဖြစ်လာမလဲဆိုတော့မြာ Sherlock Holmes လို့ဖြစ်လာလိမ့်မယ် Sabrina နင်းမောင်တို့ Sherlock Holmes တို့သိရမလားအဲ့လိုမျိုးဖြစ်လာလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူ့ကိုကြီးလိုက်ပြီဆိုလို့ရှိရင် तू ကဒီအမှုတစ်ခုကိုလိုက်တယ်ဆိုတာဒီအမှုတစ်ခုကိုပေါ်ပြီးွားရင်နာမည်ကြီးမှရင်ဘာညာမျိုးတွေ तू စိတ်ဝင်စားမှာမဟုတ် तू စိတ်ဝင်စားတစ်ခုတည်းရှိရဲ့ဒီအမှုနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ငါသိချင်တယ်ဘာဆက်ဖြစ်မှာလဲဘာကြောင့်လောက်တာလဲဘလို့ပဟေလိရရှိလဲဒီလိုမျိုးသူ့ရဲ့သိကျင်စိတ်ပုံမှာပဲမူတည်ပြီးတော့အမှုလိုက်နေရတာဟိုကပျော်ရွှင်နေတဲ့အတွက်ကြောင့်သူဒီထိတ်တကယ်မှထိတ်ဆုံးกว่าသိရမလားအဲ့လိုမျိုးစုံတော့ဖြစ်လာတယ်ပေါ့ဟုတ်တယ်မလားအဲ့လိုပဲ gamer တွေမှာရှိတယ်တချို့ e-sport gamer တွေရှိတယ်သူတို့ game ကစားပြီဆိုလို့ရှိရင်နိုင်ကျင်တယ်ဆိုတဲ့ဟာမျိုးပုံမှာမူတည်ပြီးတော့လောက်တာမျိုးမဟုတ်ဘဲနဲ့နိုင်ကျင်တယ်ဆိုတဲ့ motivation ပုံမှာမူတည်ပြီးတော့လောက်တာမျိုးမဟုတ်ဘဲနဲ့ဒီ game နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ငါမသိတဲ့အရာတွေကဘာတွေရှိလဲငါ့ကိုဘလို့အရာမျိုးတွေဘလို့အရာမျိုးတွေနဲ့ငါစောက်ကမင်းကြောထားလို့ရမလဲအစရှိသဖြင့်ဒီလိုမျိုး curiosity base ပေါ်မှာမူတည်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်တချို့ e-sport တကယ်မှ gamer စစ်အရင်ဆောင်းကျန်းတဲ့သူတွေဖြစ်လာရပေါ့နော်အဲ့ဒါသူတို့ကြီးလိုက်ပြီဆိုလို့ရှိရင်မြားအနေနဲ့မြင်နိုင်တာသူတို့မှာတိကျင်စိတ်အရင်များတယ်ဒါနဲ့ပတ်သက်ပြီးတော့စော်ကစားခြင်းစိတ်အရင်များတယ်ဟုတ်တယ်မလားအဲ့ကြောင့်မလို့ပေါ့နော်ကျွန်တော်အမြဲတမ်းလို့ပြောတာ curiosity က motivation တဲ့အမြဲတမ်းလို့ကောင်းနေအောင်ပါပဲအဲ့တော့အခုဒီအပိုင်းလေးထပ်ပြီးတော့မကုန်ခင်မှာကျွန်တော်ထပ်ပြီးတော့ပြောပြရစေ motivation ဆိုတာကျွန်တော် psychology မှာအမြဲတမ်းလို့ပြောနေကြပဲတကယ်မှာ temporary emotional state လေးတစ်ခုဖြစ်တယ် curiosity ဆိုတာကြတော့ trait တစ်ခုသက်သက်ဖြစ်တယ် motivation ရဲ့ထုံးစံအတိုင်းပဲခင်ဗျားအနေနဲ့သိရမလားခင်ဗျားပင်ပန်းလာတာပဲဖြစ်ဖြစ်ကြောက်လာတာပဲဖြစ်ဖြစ်တခုခုစိတ်ရှုပ်လာတာပဲဖြစ်ဖြစ်ခင်ဗျား perfect အရင်ဖြစ်ချင်လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးစိတ်တွေပေါ်လာပြီဆိုလို့ရှိရင် motivation ကလုံးဝပျောက်သွားတာမျိုးရှိရဲဒါပေမဲ့ curiosity ဆိုတာကြတော့အဲ့လိုစိတ်မျိုးတွေပေါ်လာပြီဆိုလို့ရှိရင်တော့မှအရှိကိုတရွေ့ရွေ့နဲ့သွားတယ်လို့မျိုးဖြစ်တယ်ကျွန်တော်ပြောတာကွာလှိုင်းလုံးစီးနေတာမျိုးမဟုတ်ဘဲနဲ့လှိုင်းလုံးပေါ်လာတော့မှ motivation နဲ့ပေါ်လာပြီးအလုံးလုံးတဲ့ရီလိုင်းစီးတဲ့သူမဟုတ်ဘဲနဲ့ကိုကြီးကပင်လေအောက်ခြေကရီလိုင်းလေးလိုမျိုးအရှိကိုတရွေ့ရွေ့သွားတယ်လို့မျိုးဖြစ်နေတဲ့အတွက်ကြောင့်တခြားဘာစိတ်တွေပဲလာကိုကြီးကအရှိကိုအမြဲတမ်းသွားပြီးတော့အလုပ်တွေလုပ်ဖြစ်နေအောင်ပါပဲပြီးလို့ရှိရင်ကျွန်တော်ဒီလိုမျိုးပေါ့နော်ကျွန်တော် psychology မှာ self determination theory ဆိုတာရှိရယ်လူတစ်ယောက်ကိုမူတည်အရာဆုံးအရာဘာလဲဆိုတော့သိကျင်စိတ်ပြင်းပြလူမှုပဲပေါ့နော်အရန်သိကျင်တယ်ဒါနဲ့ပတ်သက်ပြီးထပ်ပြီးတော့သိကျင်တယ်ဆိုတော့သူနဲ့ဒါကိုလုံးလိုက်နိုင်ပြီးဒီ mission ကို accomplish ဖြစ်သွားပြီဒါနဲ့ပတ်သက်ပြီးစုရမယ်ဆိုတော့သူနဲ့ကိုရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သိကျင်စိတ်ပြင်းပြတဲ့သူရပဲမူတည်ထွက်ဆုံးဆိုတဲ့ဟာလေဒီ self determination theory မှာပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အိုင်းစတိုင်းပြောခဲ့သလိုပဲလုံးဝသူ့ကိုကွာလူတွေတော်တော်များညံကောင်းတဲ့သူဆိုပြီးတော့ပြောကြရပေါ့အမှန်တော့သူကညံကောင်းတာမဟုတ်ပါဘူးလေသူကတိကျင်စိတ်အရင်ပြင်းပြတဲ့သူတယောက်ပါဆိုပြီးတော့အိုင်းစတိုင်း Grant လည်းပြောခဲ့သူတိကျင်စိတ်ပြင်းပြတဲ့အတွက်ကြောင့်ထပ်ပြီးတော့လေ့လာတဲ့အကြောင်းဒီဟာနဲ့ပတ်သက်လာပြီဒီဘာသာရပ်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တကယ်ထိတ်ဆုံးမှာရှက်တည်နေတယ်သိပ္ပံပညာရှင်တယောက်ဖြစ်လာပြီပေါ့နော်အဲကြောင့်မို့ညင်မှန်လို့ထင်တယ်โอเคအဲ့နောက်တစ်ပိုင်းလေးထပ်ပြီးတော့သွားလိုက်အောင်โอเคအဲ့ပိုင်းလေးဆက်မပြောခင်မှာကိုထမင်းစားလိုက်အောင်နော်ဆောင်းစားလို့ပေါ့ကိုမင်းမချက်တာပြတာဟင်းရယ်ညင်းသီးရယ်ပြင်တော့ပါလည်းမသိဘူးအပါရွက်ကြော်လည်းမသိဘူးဆောင်းစားလို့တော့လဲကိုမုတ်ပန်း channel လေးထောင်ရင်ကောင်းမလားစားပြမယ်လေခင်ဗျားတို့သိကြပြီးတော့လိုက်ကြည့်ကဲဟုတ်ပြီနောက်ထပ်တစ်ပိုင်းမှာကြတော့ဘာလို့ဆွေးနွေးကျင်လဲဆိုတော့ခင်ဗျားအနေနဲ့ဒီ curiosity သိကျင်စိတ်ပေါ်မှာမူတည်ပြီးတော့အလုံးလုံးလိုက်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးအကျိုးလေးခံစားရမလဲဆိုတဲ့ဟာကိုမျက်စိထဲမှာမြင်တော့ကျွန်တော်သိချလေးပြပြပေးခြင်းနဲ့ညနေနဲ့ကွာဒီ idea ကိုလက်ခံလိုက်ပြီဒီလိုမျိုးစတင်ပြီးတော့ကျင့်သုံးနေပြီ motivation ထွက်အောင်လုပ်မဲ့စာသိကျင်စိတ်ပြင်းပြမှုပေါ်မှာမူတည်ပြီးတော့ခင်ဗျား train လိုက်ပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးလေးခံစားရမလဲဆိုတော့နံပါတ်1အချက်ကကြတော့ညနေနဲ့စီကန်းရှိဖို့ဝေးပေါက်ကောင်းဖို့မလိုတော့ဘူးကျွန်တော်ပြောချင်တာကွာစီကန်းမရှိနဲ့ဝေးပေါက်မရှိနဲ့လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးတခါတလေမှာကိုယ့်အတွက်အရန်လိုအပ်တာသိကျင်စိတ်
လေးဖြစ်နေတာမျိုးရှိတတ်တယ်ဟာလေမှာကွာမြအနေနဲ့လုံအလုံးထားလို့ဖို့အတွက်ကိုကွာကိုတွေးလိုက်တာငါစော်သုံးမကြောက်ငါစီကံမရှိဘူးငါမှလုံလောက်တဲ့ဝေးပေါက်မှမရှိသေးဘူးငါယောက်ျားစစ်မဖြစ်သေးဘူးငါ informal မဖြစ်သေးဘူးဆိုပြီးတော့ပြောမဲ့စာဒါအလုပ်လဲဖြစ်ချင်မှဖြစ်လိုက်မယ်ကျွန်တော်တို့အလုပ်မဖြစ်ဟုတ်တယ်မလားအဲ့လိုမျိုးကိုပြောမဲ့စာဒါနဲ့ပတ်သက်ပြီးတော့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ငါလုပ်ဆရာရှိတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘာတွေတီးဖို့သိရမလား juice ဖြစ်တဲ့အရာလေးတီးဖို့ကောင်းတဲ့အရာလေးဘာရှိမလဲဆိုပြီးတော့အဲ့လိုလေးလှည့်ပြီးတော့တွေးလိုက်တာနဲ့အလုပ်တွေစပြီးတော့ပြီးမြောင်းလာမျိုးရှိတယ် yeah များအနေနဲ့ way power မလို့ discipline ရှိဖို့မလို့သိချင်စိတ်ပြင်ပြဖို့ပဲလိုတယ်အလုပ်တစ်ခုကိုပြီးမြောက်ဖို့အတွက်ကိုပြောတာ okay အဲ့လိုမျိုးလေးစတင်ပြီးတော့အမြင်တွေပြောင်းလာလိမ့်မယ်နောက်တစ်ခုကကြောက်ပါလဲဆိုတော့များအနေနဲ့ချီကုတ်တစ်ခုတွေ့သွားရလို့တော့ခံစားလိုက်မယ် holy shit ငါလုံးဝအရင်တော့အလုပ်တွေထားမလုပ်ခဲ့တာအလုပ်တွေမပေးခဲ့တာဒီတီးချင်စိတ်တစ်ခုတည်းနဲ့ train လိုက်ပြီဆိုလို့ရှိရင်အလုပ်တွေဘယ်လောက်ပြီးလာမလဲဆိုတဲ့ဟာကိုများလုံးဝတွေ့သွားလိုက်မယ်လုံးဝခင်ဗျားဟို GTA တဲ့ကသိရမလားချီကုတ်တွေတွေ့သွားတယ်လို့မျိုးတော့ခံစားလိုက်မယ်ကွာဒါသူ့ရဲ့အကျိုးအမြတ်တစ်ခုပဲဘာလို့လဲဆိုတော့ဒါကျွန်တော်ကိုယ်တိုင်လက်တွေ့ခံစားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလွန်ခဲ့လပိုင်းတွေအတော်တည်းမှာဗီဒီယိုရိုက်တာနဲ့ပတ်သက်ပြီးကျွန်တော် passion လေးနည်းနည်းပျောက်သွားတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တီးစိတ်ပေါ်မှာမူတည်ပြီးတော့အခြေခံပြီးတော့ဗီဒီယိုကိုပြန်လုပ်တဲ့အခါမှာအရန်ပေါ်ပါတယ်အရန်လည်းပျော်ဖို့ကောင်းတယ်ကျွန်တော်ရဲ့ passion ကိုကျွန်တော်ပြန်ပြီးတော့ပြန်တွေ့လာတယ်ပေါ့နော်ဒါ curiosity ရဲ့ကျေးဇူးပဲကျွန်တော်အတွက်ကြောင့်ပြီးလို့ရှိရင်တစ်ခါတလေမှာနောက်ထပ်ဘာအကျိုးကျေးဇူးထပ်ရမလဲဆိုတော့များအနေနဲ့မလုပ်ချင်တဲ့အလုပ်တွေရှိရဲ့အရန်ပြင်းဖို့ကောင်းတယ်လို့ထင်တဲ့အလုပ်တွေရှိရဲ့ဟုတ်တယ်မလားအဲ့လိုမျိုးအလုပ်မျိုးတွေတောင်မှကိုကတီးကျင်စိတ်ပြင်းပြမှုပုံကအခြေခံပြီးတော့ game ကစားနေတယ်လို့မျိုးသိရမှာတခုခုနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ငါဒါနဲ့ပတ်သက်ပြီးဘာတီးဖို့လိုမလဲဆိုတော့စိတ်မျိုးတွင်းလိုက်နိုင်ပြီဆိုတာ ਨੇ တကယ်ဥမာပြင်းဖို့ကောင်းတဲ့အလုပ်တွေကိုမလုပ်ချင်တဲ့အလုပ်တွေတော့မှထပြီးလုပ်ချင်တာပဲရှိရဲ့ဘယ်လိုမျိုးရလဲဆိုဥမာထားပါတော့ကျွန်တော်မိမနဲ့ကျွန်တော်ဈေးသွားရမယ်ကျွန်တော်ဈေးသွားဖို့အရင်ပြင်းတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်စိတ်ကိုဘယ်လိုမျိုးလှည့်ရလဲဆိုတော့ဟုတ်ပြီဈေးသွားတဲ့လမ်းမှာ KPN ကဘယ်နှမရှိလဲသိကျင်တာသိကျင်တယ်โอเคဈေးသွားတဲ့လမ်းမှာဒီလိုမျိုးဆန်ရောင်းတဲ့ဆိုင်ကဘယ်နှခုရှိမလဲကုံချောက်ဆိုင်ကဘယ်နှခုရှိမလဲရီကြည့်ရအောင်အဲ့လိုမျိုးစိတ်ပြောင်းလိုက်ပြီဆိုတာ ਨੇ တကယ်တော့ကိုယ့်အတွက်ပြင်းတဲ့အရာတွေတောင်မှကိုကိုပျော်စေလာတာမျိုးတွေတောင်ရှိတယ်ကွာပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားအနေနဲ့အဲ့လိုမျိုးပြင်းတဲ့အရာတွေအကုန်လုံး game တစ်ခုအနေနဲ့ mission တစ်ခုအနေနဲ့ပြောင်းလိုက်နိုင်ပြီဆိုလို့ရှိရင်လုံးဝလောက်ရတာဘယ်လိုပြောရမလဲမြောက်မပြင်းစေတော့ဘူးကွာအဲကြောင့်မို့ကလေးကိုကြည့်ကြည့်လိုက်ကလေးဆိုလို့ရှိရင်သိကျင်စိတ်အရင်များရင်ဟုတ်တယ်မလားသူတို့အတွက်ကအရာရာအကုန်လုံးကစိတ်လှုပ်ရှားစရာတွေပဲဟိုဆိုလဲသိကျင်တယ်တရားဆိုလဲသိကျင်တယ်တရားဆိုလဲသွားကင်ကျင်တယ်ဒါလေးလဲလုံးလိုက်ချင်တယ်ကလေးတွေလိုမျိုးကိုရီးယားပြန်ပြီးတော့ train ရတယ်လေအဲ့လိုမျိုးပေါ့အဲ့ဒါသိကျင်စိတ်ပေါ်မှာမူတည်ပြီးတော့အလုံးလိုက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တတိထားမိတာကျွန်တော်ရဲ့ perfectionist စိတ်တွေပျောက်ကုန်တယ်လုံးဝကွာအကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်အစား perfect ဖြစ်ရမယ်ဆိုတဲ့စိတ်အစားဒါနဲ့ပတ်သက်ပြီးတော့ငါဘာသိဖို့လိုမလဲဒါနဲ့ပတ်သက်ပြီးတော့ငါဘယ်လိုမျိုးလုပ်လို့ရမလဲဘယ်လိုမျိုးပြောလို့ရမလဲဘယ် point တွေကပိုကောင်းသေးလဲဘာတွေရှိသေးလဲဒီလိုမျိုးစိတ်တွေပဲဝင်လာတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လောကခင်ဗျာတင်းကျပ်ပြီးတော့အကောင်းဆုံးဖြစ်မယ်ငါရဲ့ ego အတွက်အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်တွေကပျောက်သွားပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီဟာကိုချစ်တဲ့ခင်တဲ့စိတ်ကဝင်သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်ခင်ဗျားအနေနဲ့လုံးဝအဲ့လိုမျိုး curiosity ပေါ်မှာမူတည်ပြီးတော့သိချင်စိတ်ပြည့်မြတ်ဆိုရှင် relationship တွေကောင်းလာတာမျိုးရှိရဲအလုပ်ကိုင်မှာအဆင်ပြေလာတာမျိုးရှိရဲလူတွေနဲ့ပတ်သက်လာပြီးတော့စကားအပြောဆိုရင်လှုပ်လာပြီဆိုလို့ရှိရင်လည်းမေးခွန်းတွေအရင်မေးရတဲ့အတွက်ကြောင့် relationship ကောင်းလာတာခင်ဗျား talking skill တက်လာတာမျိုးတွေလည်းရှိရဲအဆရှိသဖြင့်ပေါ့နော်လုံးဝမြတ်အတွက်ကောင်းကျိုးတွေပဲအဲကြောင့်မို့ကျွန်တော်တို့အကုန်လုံးဒီသိချင်စိတ်ပြင်းပြရတယ်ဆိုတဲ့စိတ်မျိုးလေးကိုလုံးဝ train သင့်တယ်အဲ့အတွက်နောက်တစ်ပိုင်းလေးကိုစသွားလိုက်အောင်မြတ်အနေနဲ့သိချင်စိတ်ပြင်းပြအောင် train တော့မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်မျိုးလေးတွေနဲ့ train ခဲ့လဲကျွန်တော်ကိုယ်တိုင်ဘယ်လိုမျိုးလေးတွေ train ခဲ့လဲဆိုတဲ့ဟာကိုထပ်ပြီးတော့ပြောပြသွားမယ်ပေါ့နော်အကျဉ်းရစလိုက်အောင်အဲ့အတွက်ပထမဆုံးပေါ့နော်မြတ်အနေနဲ့သိချင်လိုစိတ်ကိုပြင်းပြဖို့အတွက်ကို train တော့မယ်ဆိုလို့ရှိရင်မြတ်နားလည်ထားမယ် basic principle 3ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ open engage and question နဲ့တော့မယ်ဆိုလို့ရှိရင်မြားစိတ်ကြီးကိုဖွင့်ထားဖို့လိုတယ်ပြီးလို့ရှိရင်မြားအနေနဲ့အဲ့တခုခုနဲ့ပတ်သက်လာပြီဆိုလို့ရှိရင် engage ထဲထဲဝင်နဲ့အာယုံမလွင့်သွားပဲနဲ့ဒီပုံမှာမူတည်ပြီးတော့အာယုံစိတ်တက်တဲ့အကျင့်လေးရလည်းရှိသေးတယ်နောက်ဆုံးတစ်ခုအရေးပါဆုံးအချက်ကကြတော့ question နဲ့မေးခွန်းတွေပြန်ပြီးတော့အမြဲလိုမေးရတယ်ကျွန်တော်သတိထားမိတာတစ်ခုရှိရပေါ့နော်ဒီကလူငယ်တော်တော်များများပေါ့ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့တာကျွန်တော်ဆောက်ဖုန်းထုနေရမို့ကျွန်တော်ဆယ်ကျော်တက်တော့လည်းအဲ့ပုံစံပဲကိုရီးယားဘယ်လိုပုံစံမျိုးဖြစ်လဲဆိုတော့လူငယ်တော်တော်များများမေးခွန်းထုတ်ဖို့အတွက်ကိုဝင်လေတက်ကြတယ်ပြီးလို့ရှိရင်ကွာတခုခုဆိုလို့ရှိရင် PPO ဆိုပြီးတော့လွှတ်ထားလိုက်တယ်သူတို့မျက်စိရှိမှနားမလဲတဲ့အရာတခုခုဖြစ်သွားရပေါ့နော်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖြစ်တာလဲဘယ်လိုကြောင့်လဲဆိုတော့စိတ်မျိုးတိတ်ပြီးတော့ကိုယ်တိတ်ပြီးတော့မတွေ့ရအောင်ကြော်ငယ်တော့လည်းအဲ့စိတ်မျိုးမရှိခဲ့ဘူးအဲကြောင့်ကြော်တုံးခဲ့ရပေါ့နော်ဒါပေမဲ့တခြားတိုးတက်ပြီးသားနိုင်ငံကသူကလေးကိုကြည့်လိုက်ပြီဆိုလို့ရှိရင်တခုဆိုလို့ရှိရင်အရန်သိကျင်တယ်တခုဆိုလို့ရှိရင်အရန် open ဖြစ်တယ် engaging အရန်ဖြစ်တယ်question အရန်မေးတယ်အစရှိသဖြင့်အဲ့အကျင့်တွေကအရန်ကွာတယ်ဘာ
ဘာကြောင့်လဲဆိုတော့ကိုဘာကြောင့်လဲတော့မသိပေမဲ့ဒီလိုမျိုးပြောလိုက်လို့တရားပါမလားတော့မသိပေမဲ့ကိုရီးယား tradition ကိုရီးယားရိုးရာကိုရီးယားနိုင်ငံမှာကြီးပင်းခဲ့ရတဲ့လူငယ်အကုန်လုံးကဒီ scale လုံးဝလေးရောနေတယ်လက်ဟာနေဆိုတဲ့ဟာကိုကျွန်တော်လုံးဝသတိထားမိရပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီထဲမှာပါခဲ့တဲ့အတွက်ကြောင့်ကောင်းကောင်းကြီးကိုသိတယ်ကိုမျက်စိရှိမှတခုခုဖြစ်သွားပြီဆိုလို့ရှိရင်မသိရတခုပါသွားပြီဆိုလို့ရှိရင်ဒါဒီတိုင်းဖြစ်မှာပါလေဆိုပြီးတော့ထားလိုက်တဲ့အကျင့်တွေကျွန်တော်စီမှာအရန်ရှိရပေါ့နော်ဒီဟာတွေကိုကျွန်တော်အနေနဲ့တွန်းလှန်ဖို့လိုဝင်ပြဒီဟာနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ဒီတိုင်းထားလိုက်လို့အဆင်မပြေဘူးပေါ့နော်ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့ train နေ curiosity မြင့်အောင် train နေဆိုလို့ရှိရင်ဒီဟာကိုတိုက်ထုတ်မှရမယ်အဲကြောင့်မို့အဲ့ဟာကိုတိုက်ထုတ်နိုင်အောင်ဒီလိုမျိုးကျွန်တော်အနေနဲ့ညတို့အသုံးဝင်စေမဲ့အချက်လေးပေးမယ်ပေါ့နော်အဲ့ဒါနံပါတ်1ချက်နံပါတ်1အချက်ကကြောက်တခုခုဆိုတာ ਨੇ why နေ what if တွေဆိုတဲ့ဟာကိုတနေ့ကို10ကောက်မေးဖို့လိုတယ်များကိုအမြင်လို့တတိထားမှာများတနေ့တာမှာတခြားလုံးစရာတွေအများကြီးရှိလိုက်မယ်ဟုတ်တယ်မလားအဲ့လုံးစရာတွေမှာခင်ဗျာထပ်ပြီးတော့လောင်းပြီးတော့သွင်းတဲ့နာငါဒီနေ့မေကုန်းဘယ်နှခေါက်ထုတ်ပြီးသွားပြီလဲတခုခုနဲ့ပတ်သက်ပြီးတော့သိရမလားခင်ဗျာဖုန်းကြည့်နေနေပဲဖြစ်ဖြစ်လူရင်းနဲ့ပြောဆိုဆက်ဆံနေနေဖြစ်ဖြစ်မိဘရင်းနဲ့ပြောဆိုဆက်ဆံနေနေပဲဖြစ်ဖြစ်ဒီဟာနဲ့ပတ်သက်ပြီးတော့အကုန်လုံးနဲ့ပတ်သက်ပြီးတော့ငါ why ဘယ်နှခေါက် maybe why လဲကိုပြန်ပြီးတော့ check in ပြန်လုပ်ဖို့လိုတယ်တနေ့ကို why 10ကောက်မဖြစ်မနေမေးရမယ် what if အကယ်၍ငါတခြားနည်းနဲ့လုပ်လိုက်ရင်ဘာဆက်ဖြစ်လာမလဲဆိုတဲ့ဟာ10ခုမေးရမယ်ဆိုပြီးတော့ဒီ mission လေးချထားလိုက်ကျွန်တော်တို့မျိုးပြန် train ရတယ်ဘာကြောင့်လဲဆိုတော့ content creator အလို့ဆိုတာကျွန်တော်ရဲ့သိကျင်စိတ်ပေါ်မှာမူတည်ပြီးတော့ video လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်သူများရဲ့သိကျင်စိတ်ပို့ပြင်းရတယ်ကျွန်တော်တို့အတွက်ဆိုလို့ရှိရင်အဲကြောင့်မလို့ကျွန်တော်အမြင်လို့ချတာ what if why ဆိုတဲ့ဟာကိုကျွန်တော်တနေ့ကို10ခေါက်လောက်ရမယ်ဆိုတော့စီကံလေးချထားရပါတော့ဒါကတော့ number 1ချက်ပေါ့နောက်တစ်ခုကကြောင့်မြားအနေနဲ့ engaging မြင်အောင်လုပ်ရတယ် engaging မြင်အောင်လုပ်လဲဆိုတော့မြားအနေနဲ့ဖုန်းကြည့်နေပေါ့နော်ဖုန်းကြည့်နေ TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ဗီဒီယိုလေးတက်လာလိုက်ပဲအဲ့ဘက်မှာမူတည်ပြီးတော့ခင်ဗျားရဲ့ idea ပါရှိမလဲဒီပေါ်မှာမူတည်ပြီးတော့သူကဘာကြောင့်ဒီလိုမျိုးလုပ်လိုက်တာလဲဒီပေါ်မှာ engage လုံးဝဖြစ်ဖို့လိုတယ်လုံးဝထဲဝင်ကိုစိတ်ထဲမှာကိုစကားတွေပြောပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့လိုကွာ engage လုပ်တာကျွန်တော်မြန်မာလိုမရှင်းပြတယ်သိရမလားအဲ့လိုမျိုး engaging လုပ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တတိထားမယ်တော်တော်များများအဲ့လိုမျိုးကြီးနေတဲ့အချိန်တော်တဲ့အောင်မှသူတို့စိတ်ကဒီထဲမှာမရောက်ဘဲနဲ့ဟိုရောက်လိုက်ဒီရောက်လိုက်ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်နေတာမျိုးရှိရဲလုံးဝထဲဝင် engage ဖြစ်တတ်တဲ့အကျင့်တွေကိုလုပ်ပြောတာချို့ reaction channel ရှိရကွာ reaction channel ဆိုတော့သိရမလားဟိုဖုန်းထောင်ပြီးတော့ဘာမှမပြောဘဲနဲ့ reaction လုပ်တဲ့ဟာတွေပြောတာမဟုတ်တချို့တကယ်မှ commentary site ပေါအောင်မျိုးလုပ်တဲ့reaction channel ရှိရသူတို့လုပ်တဲ့အတိုင်းများနေနဲ့ဆက်ပြီးတော့လုပ်တဲ့တယ်တခုခုကိုထဲဝင် engage လုပ်တာကိုပြောတာမြင်လာတော့မသိ Don't judge a book by its cover တဲ့ပြောမှဆိုရှင်တခုခုမြင်လိုက်ပြီဆိုတာနဲ့ဒါဒီလိုဖြစ်မှာပါဆိုပြီးတော့ဘယ်တော့ခါမှမလုပ်လိုက်တဲ့ဘူးများအနေနဲ့အမြဲတမ်းလို့ကိုကဒါကို train နေတာဖြစ်တဲ့အတွက်ကြောင့်မတူညီတဲ့ shoot down ကနေမြင်ပြီးတော့မေကုန်းနေမေးဖို့လိုတယ်မတူညီရဲ့ show ကဘာဖြစ်မလဲသူကဘာကြောင့်အဲ့လိုမျိုးလုပ်တာလဲအစရှိတဲ့ပြမီးပြတ်သွားပြီ fuck ရုပ်တခုခုကိုချိန်လိုက်ပြီဆိုလို့ရှိရင်ရုပ်တရက်ပေါ်လာတဲ့အတွေ့အရှိမယ်အဲ့အတွေ့ပေါ်မှာမူတည်ပြီးဒါဒီလိုမျိုးဖြစ်မှာပါဆိုပြီးတော့ချလိုက်တဲ့အကျင့်လေးအဲ့လိုဆုံးဖြတ်ချက်ချလိုက်တဲ့အကျင့်လေးကိုကစပြီးတော့ပြင်တဲ့နဲ့မေကုန်းနေထုတ်မတူညီတဲ့ show တွေကနေကြည့်အစရှိတဲ့ပြအဲ့လိုမျိုးစပြီးတော့လှုပ်ဆောင်သိပြီပေါ့နော် yeah ပြီးလို့ရှိရင်ဖွင့်ထားဖို့လိုတယ်ကိုယ်အနေနဲ့ကိုယ့်ရဲ့ဒီ zone လေးထဲမှာပဲနေမနေပဲနဲ့ငါတို့ရဲ့ကဘာကြီးမှာဘာတွေထပ်ပြီးတော့ရှိမလဲငါနဲ့အတွေးခေါ်မတူညီတဲ့သူတွေကဘယ်လိုမျိုးတွေတွေးလဲလူတွေစီကိုသွားစကားတွေပြော idea တွေချပြကိုလုံးဝကြည့်နေကြဗီဒီယိုတွေမဟုတ်ဘဲနဲ့နားထောင်နေကြသချင်းတွေမဟုတ်ဘဲနဲ့တခြားဒီပြင်ပကနေပြီးတော့ထွက်စေတဲ့အရာမျိုးတွေကိုလည်းစပြီးတော့စားသုံးဖို့လိုတယ်အဲ့ဒါမှလည်းပွင့်လာတာမျိုးရှိတယ်အဲ့ဒါမှလည်းကိုကအမြင်တွေပွင့်ပြီးတော့အတွေးခေါ်အသက်တွေရှာပြီးနောက်ထပ်သိကျင်တဲ့အရာတွေပေါ်လာတာမျိုးတွေလည်းရှိရပေါ့နော်အစရှိတဲ့ဖြင့်ဒီလိုနီလန်းလေးတွေနဲ့စပြီးတော့ try တင်တယ်လို့ကျွန်တော်လုံးဝမြင်တယ်ပေါ့နော်အဲကြောင့်မို့အခုဒီဗီဒီယိုလေးတစ်ခုလုံးမြောက်အတွက်ထောက်ကူပြုစီမယ်လို့ကျွန်တော်မျှော်နေပါတယ်ဗျအဲ့တော့အခုဒီလိုမျိုး psychological knowledge sharing video လေးကြိုက်တယ်ဆိုလို့ရှိရင်မြောက်တော့ဘာလို့အောင်လဲသိတယ် hey hit the like subscribe and I'll see you guys next time Telegram channel လည်းမပေးပါနဲ့ okay so yeah bye bye